နိုင်ငံခြားကနေတစ်စိတ်မြန်မာပြည်ကိုငွေလွှဲတဲ့သူတွေပဲဖြစ်ဖြစ်မြန်မာပြည်ကငွေပေးချေစနစ်တွေဖြစ်တဲ့ KPay Webpay CBPay စတဲ့ digital ငွေပေးချေစနစ်တွေနဲ့ mobile banking အသုံးပြုနေတဲ့သူတွေအတွက်အလွန်အရေးကြီးတဲ့တတိပေးချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒီပါရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်တွင်းက mobile banking တွေနဲ့ digital ငွေပေးချေစနစ်တွေကိုပြည်ပကနေဝင်ရောက်အသုံးပြုခွင့်လုံးဝမရတော့အောင် August လ28ရက်နေ့ကိုနောက်ဆုံးထားပြီးတော့ပိတ်သိမ်းဖို့ကိုစစ်ကောင်စီဗဟိုဘဏ်ကဘဏ်တွေအားလုံးကိုတရားဝင်ညွှန်ကြားထားတာရှိပါတယ်။ဘဏ်တွေအနေနဲ့လည်း28ရက်နေ့ကိုအပြည့်အသက်ပိတ်တင်ပြီးကြောင်းကိုလည်းဗဟိုဘဏ်ထံကို report ပြန်တင်ရမှာလို့လည်းသူတို့ကပြောထားပါတယ်။နေပညာပိုင်းအရာဘလို့ပိတ်ပင်လာနိုင်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ပြည်ပ IP address တွေနဲ့ဝင်ထားတဲ့ဟာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောင့်ကပိတ်သိမ်းခံရနိုင်မှာဖြစ်ပါတယ်။နံပါတ်1အချက်မှာကြတော့ကျွန်တော်ကပြည်တွင်း IP address မြန်မာ IP address ပြောင်းဖို့စ조사နေတယ်ဆိုလို့ရှိရင်တော့မှကျွန်တော်အသုံးပြုနေတဲ့ VPN တွေကိုတည်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုသူတို့ကလိုက်ပြီးတော့ပိတ်သိမ်းမှာဖြစ်ပါတယ်။နံပါတ်3အချက်မှာကြတော့ကျွန်တော်ကပြည်ပကနေမြန်မာ SIM card ကိုအသုံးပြုထားတာဆိုလို့ရှိရင်တော့မှ OTP ကုတ်ကိုလုံးဝမချပြီးတော့ပဲနဲ့ပြည်တွင်းဖုန်းနံပါတ်ကိုသာသူတို့ကချိတ်ဆက်အသုံးပြုခွင့်ပြုလာမှာဖြစ်ပါတယ်။နံပါတ်4အချက်မှာကြတော့ကျွန်တော်ကဖုန်းအဟောင်းကနေအသစ်ကိုပြောင်းပြီးတော့ login ဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့မှလွယ်လွယ်ကူကူနဲ့ဝင်လို့ရနိုင်မှာမဟုတ်တော့ပါဗျ။ဒီလိုရက်တွေကြောင့်ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ဘာတွေလုံးတင်တယ်လဲကျွန်တော်ကအခုချိန်ဘယ်လိုပြင်ဆင်တင်တယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အခုချိန်မှာဘာလို့တင်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ mobile banking တွေနဲ့ KPay Webpay CBPay စတဲ့ digital ငွေပေးချေစနစ် account တစ်ခုခုကိုအသုံးပြုထားတယ်ဆိုလို့ရှိရင်တော့အခုချိန်မှာအလုံးအတင်ဆုံးနဲ့အခုချက်ချင်းလုံးရမယ့်တစ်ခုကတော့ကျွန်တော်အကောင့်ထဲမှာရှိနေတဲ့ပတ်စံအားလုံးကိုမြန်မာပြည်မှာရှိနေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ယုံကြည်စိတ်ချရတဲ့သူတွေစီကိုချက်ချင်းအခုချက်ချင်းတော့လှုပ်ထားပါလွဲထားပါကျွန်တော်ရဲ့အကောင့်ထဲမှာငွေတစ်ပြားတစ်ချက်မှမကြမ်းအောင်လှုပ်ထားပါအဲ့ဒါမှသာလျှင်ကျွန်တော်အကောင့်ပိတ်သိမ်းခံရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေလို့ရမှာဖြစ်ပါတယ်အဲ့လိုမလုပ်ဘဲနဲ့ကျွန်တော်ရဲ့အကောင့်ထဲမှာရှိနေတဲ့ပတ်စံကိုဒီတိုင်းထားနေမယ်ဆိုလို့ရှိရင်ဒီနေ့က29ရက်နေ့မနေ့ပြန်ဆိုလို့ရှိရင်28ရက်နေ့ကျွန်တော်ရဲ့ဘဏ်အကောင့်ပိတ်ခံရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘဏ်အကောင့်ထဲမှာရှိနေတဲ့ငွေတွေအားလုံးကဆုံးရှုံးသွားနိုင်ပါတယ်အဲ့ဒါကြောင့်အခုချိန်မှာအလုံးအတင်းဆုံးနဲ့မဖြစ်မနေလှုပ်ထားရမယ့်အရေးကြီးဆုံးအချက်တစ်ခုကမြန်မာပြည်မှာရှိနေတဲ့မိသားစုဝင်တွေဖြစ်ဖြစ်ယုံကြည်စိတ်ချရတဲ့သူတွေစီကိုချက်ချင်းငွေလွှဲပြီးတော့ကိုယ့်ရဲ့ပတ်စံကိုယ့်ရဲ့ငွေကိုတင်ခိုင်းထားပါလို့ကျွန်တော်ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်